ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့မောင်မထွန်းမင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရဲ့ညစာစားတဲ့ပုံစံလေးပေါ့နော်အဲ့ဒါလို့ share လုပ်ပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ဟင်းကထူးထူးမရှိဘူးဗျာဒါကတော့ကျွန်တော်ရဲ့ရောလေးကြက်သားတော့ဖြစ်ပါတယ်ကော်ဖီတို့ခန်းချင်းသီးတို့အဲ့တော့ပဲတီးကိုရင်းနှီးဖြောပြီးတော့ကတ်ကြီးနဲ့ညှက်တာပေါ့နော်ကြက်သားလေးကိုဖြစ်နေကြက်သွနေလေးနဲ့မပြိုင်ပွဲကမပြိုင်တော့ဘူးဆိုတော့စားလေးကအနှဲငယ်ထည့်တယ်ကြက်သားမောင်လေးကအနှဲငယ်ထည့်ပါတယ်မြို့သီးက2000လောက်ကတ်ကြီးနဲ့ညှက်ထည့်တာပေါ့နော်အဲ့ဒါကိုအချင်းလေးနဲ့တုတ်တာပါစီမပါဘူးနော်အချင်းလေးနဲ့တုတ်တာဖြစ်ပါတယ်ဒါကတော့ရော်လေးရဲ့ကြက်သားတုတ်ဖြစ်ပါတယ်ခင်ဗျနော်ဒါတော့ဆလတ်ရွက်နဲ့ကြက်သားစုံနဲ့ဆွဲရမှာဖြစ်ပါတယ်ဒါလေးကတော့မနေ့ကကျန်တဲ့ကြက်သားလေးဖြစ်တယ်လေးတော့အဲ့ဒါလေးပါထပ်ဆွဲလိုက်မယ်ဟမ်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့ပြောနေကြစကားလုံးလေးတွေပေါ့နော်ထမင်းဆိုင်နဲ့ကျွန်တော်တို့ sharing တွေဗာလေးလုပ်ကြမလဲဒီနေ့ကျွန်တော်ရဲ့ပြမစင်ကြမှာပေါ့နော်ဒါမေးကြတယ်ကိုရဲတဲ့ကျွန်တော်အသက်က45နှစ်ရှိပြီတဲ့ကစားလို့ရှိရင်ကြွက်သားလေးတွေတက်လာနိုင်မှာမလားတဲ့လေ့ကျက်ကန်းလို့တာအသက်အရွယ်နဲ့မဆိုင်ပါဘူးအဓိကဇွဲရှိဖို့နော်ဇွဲရှိဖို့အရေးကြီးပါဇွဲရှိနဲ့ဝါသနာပါဖို့လည်းအရေးကြီးတယ်ဗျဇွဲလည်းရှိရမယ်ဝါသနာလည်းပါရမယ်ပေါ့နော်ဒါပေမဲ့လည်းကစားတဲ့အခါမှာတော့ position ပေါ် technique လေးတွေမှန်ဖို့လိုတယ်နောက်တစ်ခုကစားတော့တဲ့တနေ့တာရဲ့စားတော့တဲ့ nutrition နဲ့လည်းအရန်ကိုအရေးကြီးတယ်ပေါ့နော်အဲ့တော့ဆိုရင်ခန္ဓာကိုယ်ကြွက်သားလေးတွေကမလက်စရာအကြောင်းမရှိဘူးပေါ့နော်ကြွက်သားလေးတက်လာနိုင်ပါတယ်လို့ကျွန်တော်ဒီကနေပဲ comment လေးကိုဖြေပေးလိုက်ပါတယ်bye bye